home bakery ဓမ္မတွေအတွက်လောက်ရအလွယ်ဆုံးတန်ဖိုးတင် cheesecake လောက်လိုက်ကြရအောင်မင်္ဂလာပါဒီနေ့မှာတော့တနိုင်တစ်ပိုင်း home bakery ဓမ္မလေးတွေအတွက်လွယ်လွယ်ကူကူလုပ်လို့ရတဲ့အလွယ်ဆုံး cheesecake ရိုက်နည်းလေးကိုမျှဝေသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးကြက်ဥ15လုံးကိုခွဲပြီးတော့အနစ်ကခွဲထားပါမယ်ပြီးရင်စလုံးကြီးတစ်လုံးထဲမှာရေက150 C 150နဲ့ icing sugar 50ကိုကျွန်တော်တို့အရင်ရေဖြောပါမယ်ပြီးရင်ကိတ်ချုံက200ပြောင်းမုံက50နှုတ်အနံ့3 gram ကိုထည့်ပြီးတော့တမလွားအောင်မွေလိုက်ပါမယ်တမလွားပြီဆိုရင်ခုနခွဲထားတဲ့ကြက်ဥအနစ်15လုံးကိုထည့်ပြီးတော့လုံးဝတသားလေးဖြစ်တည်ထိကျွန်တော်တို့မွေလိုက်မှာဖြစ်ပါတယ်ကဲကျွန်တော်တို့အနစ်ပိုင်းစင်နစ်ဖြစ်ပြီဆိုရင်အကာရိုက်ဖို့အတွက်ခုနခွဲထားတဲ့အကျုပ်အကာ15လုံးတကြား200တတာ5 gram နဲ့15 gram ကိုမစ်ဆာလေးကိုထည့်ပြီးတော့ကျွန်တော်တို့ high speed လေးနဲ့ကြွမီတန်းခပ်ပြုတ်ပြုတ်နဲ့ကြွမီတန်းလေးဖြစ်တည်ထိကျွန်တော်တို့ရိုက်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျုပ်အကာကိုအမြုပ်ဖြစ်သွားသည့်အထိအပွားမလွန်အောင်မရိုက်မိဖို့အတွက်ကျွန်တော်တို့တစ်ချက်ဂရုစိုက်ရမှာဖြစ်ပါတယ်ကြွမီတန်းပြုတ်ပြုတ်လေးဆိုရင်တော့ရပါပြီကျုပ်အကာခရင်ရပြီဆိုရင်သုံးပုံတစ်ပုံကိုအရင်ဆုံးဒီဘက်ကျုပ်အနစ်ဇလုံးထဲကိုအရင်ဆုံးတမအောင်ထည့်ပြီးမွေမယ်မွေပြီးသွားရင်အဲ့ဒီအယုံတော့ကိုဟိုဘက်မီဇာဘူးထဲကိုထည့်ပြီးတော့လုံးဝတသားလေးဖြစ်တည်ပြီးကျွန်တော်တို့မွေပြမှာဖြစ်ပါတယ်အမွေလွန်ပြီးတော့အရေမဖြစ်သွားအောင်ကျွန်တော်တို့ဂရုစိုက်ရမှာဖြစ်ပါတယ်ကိတ်ရည်ဒီအလုံးဖန့်ရှိရမှာဖြစ်ပါတယ်ကဲကိတ်ရည်လေးမွေပြီးသွားပြီဆိုရင်တော့အတင်းခင်ထားတဲ့ဘန်းထဲမှာကျွန်တော်တို့ညီအောင်ညှိမယ်ပြီးရင်တစ်ချက်လောက်စောင့်မယ်ပြီးရင်အပေါ်မီ190အောက်မီ140ကြိုတင်ပူပြီးထားတဲ့ဖူထဲမှာမိနစ်အစိတ်ကနေနိုင်ဝက်ဝန်းကျင်တော့ကျွန်တော်တို့ဖုတ်ပေးရမှာဖြစ်ပါတယ်ဘက်ကင်တိုင်းသုံးပုံတစ်ပုံမှာအရှင်းနောက်လိုက်ပေးဖို့လုံးဝမပြပါနဲ့ခင်ဗျာကိတ်ချက်ပြီဆိုရင်ခက်ဆက်ဆက်လေးဆောင်းချပြီးလုံးဝအေးဒီအေးခန့်ထားမှာဖြစ်ပါတယ်ကဲအေးခန့်ထားတာကိတ်လေးလည်းအေးပြီဆိုရင်ဘေးနားလေးကိုစပက်ကျူလာနဲ့ထိုးပြီးတော့စကားလေးနဲ့မောက်လိုက်တယ်အလဲတက်တဲ့ကိုကျွန်တော်တို့တိုင်းပြီးတော့ဖြတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ simple butter cream လေးကိုကျွန်တော်တို့မထူမပါလေးတုပ်ပြီးကျွန်တော်တို့ကိတ်ကိုနှစ်ထပ်ထပ်လိုက်မှာဖြစ်ပါတယ်ကဲထပ်ပြီးရင်အပေါ်မျက်နှာပြင်ကိုလည်းပဲဒီ butter cream လေးကိုပဲမထူမပါလေးတုပ်ပြီးတော့ကျွန်တော်တို့ညီအောင်ညှိလိုက်မယ်ပြီးတော့ရင်ကိုလိုချင်တဲ့ပုံစံပေါ့နော်ကျွန်တော်တို့ဖြတ်လိုက်ပါတယ်ကျွန်တော်ကတော့တစ်ဖက်ကိုဟောမနော်3လက်မခွဲစီကျွန်တော်တို့4တန်း3တန်းစုစုပေါင်း12ကျွန်တော်ဖြတ်လိုက်ပါတယ်ညီညာလေးဖြတ်လုပ်ပြီးသွားပြီနော်ကျွန်တော်တို့ပရိုချက်ချေတာချီလေးကိုကျွန်တော်တို့ဂျစ်ပေါ့နော်အပေါက်တည်တည်လေးနဲ့ထူထူလေးကျွန်တော်တို့ချစ်ချပေးလိုက်မယ်ဆိုရင်ဖြင့်ကျွန်တော်တို့ဈေးနှုန်းလည်းတက်တယ်လို့လောက်ရလွယ်ကူပြီးတော့ဈေးကွက်လည်းဝင်နဲ့အရန်ဆက်ကောင်းတဲ့ cheesecake လေးရရှိပါပြီခင်ဗျာဗီဒီယိုလေးကမိတ်ဆွေတက်ကြိုးရှိတယ်ဆိုရင်အပေါင်းလေးနှိပ်အတဲလေးပေးပြီးတော့ဝင်ရတော့ကြပါအောင်ခင်ဗျာကြည့်ရှုပေးသူတို့တယောက်ချင်းတိုင်းကိုကျေးဇူးပဲတင်ရှိပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ